ဒီဇလန်ဟာမင်္ဂလိတယောက်ရဲ့လျှို့ဝှက်လိကျင့်မှုနဲ့သူမရဲ့အဖိုးရဲ့မမျှော်လင့်ထားတဲ့အင်အားကြောင့်ကိုပြသထားတဲ့ action ဇလန်တစ်ပုဒ်ဖြစ်ပါတယ်။မင်္ဂလိဟာသူမအဖိုးကိုနေတိုင်းလျှို့ဝှက်စွာကွန်ဖူးလိကျင့်နေတာကိုစိတ်ဝင်စားစွာကြည့်နေတတ်ပါတယ်။အဖိုးမသိပဲဒီနေ့မှာတော့သူမက martial art champion တယောက်ကိုစင်ခေါ်လိုက်ပါတယ်။ပြိုင်ပွဲစတင်ချိန်မှာပဲသူမကပြိုင်ဘက်ရဲ့အားနည်းချက်ကိုလျင်ပြန်စွာတွေ့ရှိနိုင်ခဲ့ပါတယ်။2မိနစ်မပြည့်ခင်ပဲ champion ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ကျွမ်းကျင်မှုကိုထပ်မံမြင့်တင်ဖို့အတွက်လျှို့ဝှက်စွာတိုက်ခိုက်ရေးကလပ်တစ်ခုကိုတွားခဲ့ပါတယ်။ကလပ်ပိုင်ရှင်ကပရိသတ်များစိတ်ဝင်စားအောင်အင်အားကြီး martial art champion တယောက်ကိုရင်ခွင်ထဲပို့လိုက်ပါတယ်။လူတိုင်းကမင်္ဂလိဘလောက်ကြာရှည်ခံနိုင်မလဲဆိုပြီးလောင်းကစားကြပါတယ်။အဖိုးကအိမ်ပြန်လာချိန်မှာတော့မမြင်ရသလိုဖြစ်သွားပါတယ်။တိုက်ပွဲစာချုပ်တစ်ဆောင်သာကြန့်ရှိနေပါတယ်။အဖိုးကအလွန်စိုးရိမ်စိတ်ဖြင့်အိမ်ဝင်းထဲပြေးထွက်လာခဲ့ပါတယ်။ဝင်းထဲရှိတိုင်ကိုမြင်လိုက်တာနဲ့မိမိမင်္ဂလိဟာတိုက်ခတ်ရေးကလပ်ကိုတွားရောက်ခဲ့တယ်ဆိုတာခံမှန်းနိုင်ခဲ့ပါတယ်။ချက်ချင်းပဲကလပ်ကိုတွားရှာခဲ့ပါတယ်။ပြိုင်ပွဲအစမှာမင်္ဂလိဟာပြိုင်ဘက်ရဲ့အင်အားကြီးမှုကြောင့်အလွန်ဖိအားခံနေရပါတယ်။တိုက်ရိုက်အင်အားနဲ့မရှင်နိုင်ဘူးဆိုတာနားလည်သွားပါတယ်။ထို့ကြောင့်သူမရဲ့ကိုခန္ဓာတင်းငယ်မှုကိုအသုံးချပြီးတိုက်ခိုက်မှုတွေကိုရှောင်ရှားနေခဲ့ပါတယ်။အခွင့်အရေးတစ်ခုတွေ့ချိန်မှာတစ်ချက်တည်းနဲ့ပြိုင်ဘက်ကိုအနိုင်ယူလိုက်နိုင်ပါတယ်။သူမကကိုအနိုင်ရပြီလို့ထင်နေချိန်မှာပဲမမျှော်လင့်ပဲပြိုင်ဘက်ကဆေးလုံးတစ်လုံးစားလိုက်ပါတယ်။ထို့အခါသူ့ရဲ့အင်အားနဲ့လှုပ်ရှားမှုမြန်နှုန်းကတိတိတသာမြင့်တက်သွားပါတယ်။မိန်းကလေးရဲ့တိုက်ခိုက်မှုတွေဟာအကျိုးမရှိတော့ပါဘူး။ပြိုင်ဘက်ကအခွင့်အရေးယူပြီးသူမရဲ့လက်ကောက်ကိုဖမ်းဆီးလိုက်ပါတယ်။အင်အားပြင်းထန်တဲ့ထိုးနှက်မှုကြောင့်သူမချက်ချင်းမေ့လဲသွားပါတယ်။ဒါပေမဲ့ပြိုင်ဘက်ကထိုနေရာမှာမရပ်ပဲစက်တိုက်ခိုက်ဖို့ကြိုးစားနေပါတယ်။အရေးကြီးဆုံးအချိန်မှာပဲအဖိုးရောက်လာပြီးထိုတိုက်ခိုက်မှုကိုတားဆီးလိုက်ပါတယ်။ပြိုင်ဘက်ကအင်အားအပြည့်နဲ့စူးစမ်းပေမဲ့အဖိုးရဲ့ခြေထောက်ကိုမဖယ်ရှားနိုင်ခဲ့ပါဘူး။အဖိုးကတစ်ချက်သေးနဲ့ပြိုင်ဘက်ကိုလွှတ်ချလိုက်ပါတယ်။ထို့နောက်မိမိမိန်းကလေးကိုလက်ထဲတွင်ချီယူပြီးဒီကိစ္စအတွက်သူတို့ကိုပေးဆက်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။ဒီဇကားဟာမိသားစုချစ်မြတ်တာလျှို့ဝှက်အင်အားနဲ့ martial art လောကရဲ့ ရိုင်းဆိုင်မှုတွေကိုစိတ်လှုပ်ရှားဖွယ်ပြသထားတဲ့ action ဇကားတကားဖြစ်ပါတယ်။နောက်ထပ်ဆက်လန်းကဲတင်ပေးမှာမို့အပေါင်းနေအသေးလဲပေးသွားဖို့လည်းမမေ့ကြနဲ့နော်။